ပေါင်းတင်နဲ့ရှောင်းရင်တို့ရေမင်းတို့တွေ့ငွေရှိမှဟေအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ကုံရောက်နေရပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာပေါင်းတင်နဲ့ရှောင်းရင်တို့ရေမင်းတို့တွေ့ငွေရှိမှဟေအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ကုံရောက်နေရပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာတိုက်ရှိနေတဲ့ချောင်းဆက်အဖိုးလဲကြိုက်မယ်ဆိုတဲ့ခေမင်းမသာငွေရှိစမ်းမှာကောင်းမြူဖြစ်လဲကြောင်းသူလေးတော့ရနိုင်မှသေးတယ်ငွေမြင်မှသိခင်ရတဲ့အပေါင်းအသင်းတွေလက်ရှိနေတာမို့တေးရောမပါလက်ရှိပါစေလူရဝင်မို့မင်းငွေရှာစမ်းလေကလာကြီးဖြစ်လေငွေရှိပြန်တော့ဒီကလာကိုလည်းပရမများပါလို့မြင်ဆွေမျိုးတော်လိုက်ချင်းကျဲစင်နဲ့လာမင်းတို့လည်းငွေပါမလူနာကမဲယူပါစင်ချူချလဲကွာဝေပါသွားရင်မင်းလိုရရမယ်နဲ့ရှောင်းရင်တို့ရေမင်းတို့တွေ့ငွေရှိမှဟေအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ကုံရောက်နေရပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာတိုက်ရှိနေတဲ့ချောင်းဆက်အဖိုးလဲကြိုက်မယ်ဆိုတဲ့ခေမင်းမသာငွေရှိစမ်းမှာကောင်းမြူဖြစ်လဲကြောင်းသူလေးတော့ရနိုင်မှသေးတယ်ငွေမြင်မှသိခင်ရတဲ့အပေါင်းအသင်းတွေလက်ရှိနေတာမို့တေးရောမပါလက်ရှိပါစေလူရဝင်မို့မင်းငွေရှာစမ်းလေကလာကြီးဖြစ်လေငွေရှိပြန်တော့ဒီကလာကိုလည်းပရမများပါလို့မြင်ဆွေမျိုးတော်လိုက်ချင်းကျဲစင်နဲ့လာမင်းတို့လည်းငွေပါမလူနာကမဲယူပါစင်ချူချလဲကွာဝေပါသွားရင်မင်းလိုရရမယ်